ထိုင်းမှာ public university တက်ဖို့ဆိုတာတင်ထင်တယ်လို့လည်းမခက်ပါဘူးရုပ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်လင်းဆက်အဆက်ပါကျွန်တော်ကျောင်းသားတွေနဲ့တွေ့တိုင်းကြားနေရတဲ့စကားတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ထိုင်းမှာ public university တက်ဖို့ဆိုရင် GPA မကောင်းလို့မရအောင်နော် document တွေကလည်းဘာလို့မှန်းလည်းမသိဘူးကျောင်းကရှောက်ချင်တာကြာပြီဒါပေမဲ့ဘယ်ကစမှမသိလို့စတဲ့စကားတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒါတွေအားလုံးဟာလည်း solution ရှိတဲ့ပြဿနာတွေပဲဖြစ်ပါတယ်ထိုင်းမှာ public university တက်ဖို့ဆိုရင်လိုအပ်တဲ့ requirement တွေကတော့ copy of passport, transcript GPA, English test score, recommendation letter, statement of purpose, CV or resume, portfolio ပဲဖြစ်ပါတယ်ဒီလိုအပ်ချက်တွေကိုအတွေ့အကြုံရှိတဲ့သူတွေနဲ့သေချာပြင်ဆင်ရမှာမယ်မှန်မှန်ကန်ကန်ပြင်ဆင်နိုင်မယ်ဆိုရင်တော့ကျောင်းဝင်ဝင်ရဖို့မခက်ခဲတော့ပါဘူးဒါကြောင့်မလို့ထိုင်းမှာ public university တက်ချင်တဲ့ညီငယ်ညီမငယ်တို့ကို Thomas Diary page လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Thomas Diary page ကနေပြီးတော့ဘယ်လိုကူညီနိုင်မလဲဆိုရင်တော့နံပါတ်1 document preparation ကနေ application submission ထိ step by step guidance လုပ်ပေးနိုင်ပါတယ်နံပါတ်2ကျောင်းသားရဲ့ qualification ပုံမူတည်ပြီးတော့ဘာတွေထပ်ဆောင်းပြင်ဆင်ရမလဲဆိုတာကိုအကြံပေးပါတယ်နံပါတ်3 SA ရဲ့ SOP တွေကိုကိုယ်တိုင်ဖတ်ပြီးပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ဖို့အကြံပေးပါတယ်နံပါတ်4 CV and portfolio တွေကို detail guidance ပေးပြီးတော့ပြင်ဆင်ပေးပါတယ်နံပါတ်5 Zoom one-on-one interview trial session တွေလုပ်ပေးပါတယ်ကျောင်းသားတွေအတွက်ကျောင်းလျှောက်ပေးတဲ့အခါမှာလည်းကျောင်းရည်အတွက်ကန့်သက်ထားခြင်းမရှိဘဲနဲ့ကျောင်းသားနဲ့ကိုက်ညီတဲ့ကျောင်းတွေကိုဝမ်းရွေးပေးပြီးတော့လျှောက်ပေးပါတယ်ဗီဇာကိစ္စအတွက်ဆိုရင်လည်းစိတ်ချရတဲ့ agent တွေကိုညွှန်ပေးပါတယ်ခင်ဗျာ2024နဲ့2025မှာ Thomas Diary နဲ့ consultation ယူပြီးတော့ scholarship ရရှိသွားတဲ့ကျောင်းသားကျောင်းသူတွေအများများရှိနေပါပြီ။ဝင်ခွင့်တရားရရင်တော့အာမမခံနိုင်ပေမဲ့နီလန်းမမှန်ကန်ကန်နဲ့ရှောက်ခဲ့ကြတဲ့ကျောင်းသားအများစုကတော့ဝင်ခွင့်ရခဲ့ကြပါတယ်ခင်ဗျာ။ Thomas Diary ကိုဦးဆောင်နေတဲ့သူတွေကလည်း KMUTT မှာ scholarship ကျောင်းသားတွေဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လည်းဒီလမ်းကိုရှောက်ခဲ့ပြီးတော့မှသင်တို့လည်းနောက်ထပ်အောင်မြင်မှုလမ်းကြောင်းတွေစီကိုရှောင်လန်းနိုင်ဖို့အတွက်ကူညီပေးနေရပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထိုင်းမှာ Public University တက်ရောက်ဖို့ကိုယ့်ရဲ့အိမ်မက်တွေကိုစတင်အကောင့်ထဲပေါ်ဖို့အတွက် Thomas Diary page လေးကိုအခုပဲစာလေးပို့ပြီးတော့စုံစမ်းမေးမြန်းလိုက်တော့နော်။အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။